အရေးမထွက်တဲ့အိမ်အပိုင်း3လင်းသာမျိုးရဲ့ညဟာအရင်ကထက်ပိုမောင်လာတယ်။လမ်းမီးတိုင်တွေရှိနေတုံးပဲ။ဒါပေမဲ့အလင်းရောင်ကမလုံလောက်တော့ဘူး။အမှောင်ကအလင်းကိုလွှမ်းမိုးနေတယ်လို့ပဲလူတွေသတိမထားမိသေးတဲ့အရာတစ်ခုဖြစ်နေတယ်။အရိပ်တွေမူမမှန်တော့ဘူး။တချို့လူတွေကလမ်းလျှောက်နေတယ်။သူတို့အရိပ်တွေကနောက်လိုက်နေတယ်လို့ပဲမြင်ရတယ်။ဒါပေမဲ့တေချာကြည့်ရင်အရိပ်ကအနှဲငယ်နောက်ကျပြီးမှလှုပ်တယ်တစ်စက္ကန့်2စက္ကန့်ဒါဘာဖြစ်နေတာလဲလို့မျိုးသားတယောက်တူတူပြောတယ်ဒါပေမဲ့ तू မသိဘူးသူ့အရေးကသူ့အတန်မထွက်ခင်ပြုံးပြီးသားဖြစ်နေတယ်အိမ်ဟောင်းထဲမှာနေရန်တွေအားလုံးအရေးတွေနဲ့ပြည့်နေပြီးမောင်သက်ကိုစောနဲ့မသိတဲ့လူအရေးတွေအများကြီးသူတို့ကမတိတ်ဆိတ်တော့ဘူးသူတို့ကပြောနေတယ်အပြင်ကိုသွားချင်တယ်အဲ့ဒီအချိန်မှာတကားကတဖြည်းဖြည်းဖွင့်သွားတယ်ဘယ်သူမှမထီပဲဒါပေမဲ့အရေးတွေကလှုပ်ရှားလာတယ်နေရန်ကနေခွာပြီးမြေပြင်ပေါ်ကိုဆင်းလာတယ်မြို့ထဲမှာမောင်တက်နဲ့ကိုစောလမ်းလျှောက်နေတယ်သူတို့ကိုလူတွေမြင်တယ်ပြောတယ်ပြုံးတယ်ဒါပေမဲ့တခုမမှန်ဘူးသူတို့မျက်လုံးတွေထဲမှာလူသားမရှိတော့ဘူးအချိန်ရောက်ပြီမောင်တက်ပြောတယ်ကိုစောခေါင်းညိတ်တယ်သူတို့ကိုလွတ်လိုက်ရအောင်အဲ့ဒီညမှာလင်းသာမြို့မှာမီးလုံးတချို့ပြတ်သွားတယ်အမှောင်ပုံများလာတယ်နေရန်တွေလမ်းမီးတိုင်တွေအိမ်တကားတွေအရိပ်တွေစတင်ကွာလာတယ်လူတွေမသိပဲသူတို့အရိပ်တွေနေရန်ပေါ်ကနေဆင်းလာတယ်သူတို့နောက်ကနေမလိုက်တော့ဘူးသူတို့ကိုကြည့်နေတယ်ကလေးတယောက်မိခင်ကိုပြောတယ်မေမေငါအရိပ်ကမလိုက်တော့ဘူးမိခင်ကမယုံဘူးဒါပေမဲ့နောက်တစ်စက္ကန့်မှာသူ့အရိပ်ကသူ့လက်ကိုဖမ်းလိုက်တယ်အော်တန်တွေမြို့တစ်လျှောက်ပြန့်နှံ့လာတယ်လူတွေပြေးကြတယ်ဒါပေမဲ့အရိပ်တွေကမြန်တယ်အိမ်ဟောင်းရှိမှလူတွေစုလာတယ်မောင်တက်နဲ့ကိုစော်ရက်နေတယ်သူတို့နောက်မှာအရိပ်တွေအမြောက်အများဒီနေရာကစတင်ခဲ့တာကိုစော်ပြောတယ်ဒီနေရာမှာပြီးဆုံးမယ်မောင်တက်ဖြေတယ်အဲ့ဒီအချိန်မှာတခုခုမဖြစ်တင်တာဖြစ်လာတယ်မောင်တက်ရဲ့ခြေထောက်အောက်မှာအရိပ်တစ်ခုပေါ်လာတယ်သူ့မှာအရိပ်မရှိတင်တော့ဘူးဒါပေမဲ့အရိပ်ကပြန်လာပြီနေရန်ပေါ်မှာမောင်တက်ရဲ့မူရင်းအရိပ်ပြန်ပေါ်လာတယ်အရိပ်ကပြန်လာပြီးနေရန်ပေါ်မှာမောင်တက်ရဲ့မူရင်းအရိပ်ပြန်ပေါ်လာတယ်ဒီတစ်ခါအားနဲ့နေတယ်လို့မဟုတ်ဘူးအရန်တင်းမာနေတယ်မင်းကငါနေရယူခဲ့တာအရိပ်ကပြောတယ်ဒါပေမဲ့ငါမပြောက်သေးဘူးမောင်တက်နောက်ပြန်ဆုတ်တယ်မျက်နှာမှာပထမဆုံးအကြောက်ပေါ်လာတယ်မဖြစ်နိုင်ဘူးအရိပ်တွေကလူကိုလိုက်တာမဟုတ်ဘူးအရိပ်ကပြောတယ်လူတွေကအရိပ်ထဲမှာနေချင်ကြတာအဲ့ဒီအချိန်မှာမြို့သားတွေအားလုံးရက်သွားတယ်သူတို့အရိပ်တွေကတပြိုင်နက်သူတို့ရှေ့မှာရက်နေတယ်ရွေးချယ်ပါအရိပ်တွေပြောတယ်အလင်းထဲမှာနေမလားအမှောင်ထဲမှာလွတ်လပ်မလားလူတချို့နောက်ပြန်ဆုတ်တယ်ဒါပေမဲ့လူတချို့အရိပ်ဘက်ကိုလှမ်းသွားတယ်မောင်တက်ကြည့်နေတဲ့သူ့မျက်လုံးထဲမှာလူသားနဲ့အရေးကြားတိုက်ပွဲဖြစ်နေတယ်နောက်ဆုံးမှာသူကောင်းကိုတဖြည်းဖြည်းမြောက်ပြီးပြောတယ်ငါပြန်ယူမယ်အရိပ်နဲ့မောင်တက်တယောက်နဲ့တယောက်ဆုံကြတယ်အလင်းနဲ့အမှောင်တိုက်ခိုက်တယ်လို့မြို့တစ်မြို့လုံးလှုပ်ရှားသွားတယ်အလင်းတစ်ခုပေါ်လာတယ်နောက်တစ်ခဏအားလုံးတိတ်ဆိတ်သွားတယ်မနက်ခင်းလင်းသာမြို့ကပုံမှန်လိုပြန်ဖြစ်နေတယ်လူတွေလမ်းလျှောက်နေတယ်ကလေးတွေကစားနေတယ်ဒါပေမဲ့တခုမပြောင်းလဲဘူးလူတိုင်းရဲ့အရိပ်တွေသူတို့နဲ့တိတိကျကျမကိုက်တော့ဘူးအိမ်ဟောင်းကတော့မရှိတော့ဘူးအဲ့ဒီနေရာမှာအလင်းမရောက်တဲ့အမဲဆက်တစ်ခုသာကျန်ခဲ့တယ်ညရောက်လာပြန်တယ်အဲ့ဒီနေရာမှာအလင်းမလုံလောက်တဲ့အခန်းထဲမှာအမှောင်ကပိုနှက်လာတယ်မီးလုံးလေးကလင်းတယ်ဒါပေမဲ့မငြိမ်ဘူးမောင်လင်းနောက်ကိုတစ်ချက်လှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့မြေပြင်ပေါ်မှာတော့အရိပ်ကတစ်ခုမကတော့ဘူးဘာလို့လဲဆိုတော့မင်းနောက်မှာရှိနေတဲ့အရိပ်ကတကယ်မင်းကိုလိုက်နေတာလားမဟုတ်ဘူးဆိုရင်ဘယ်သူကိုလိုက်နေတာလဲဒီဇလန်းလေးကြိုက်ရင် like subscribe လုပ်ပေးပါနော်ဇလန်းတင်တိုင်းမလွတ်အောင်အားပေးခြင်းရင်ကြိုက်နှစ်သက်ရင် channel ကို follow လေးနှိပ်ခဲ့ပေးပါဦးဗျ